Hello，同学们好，阿龙妹明了吧？今天我们一起来每天用的新词。今天နေ့စဉ်သုံးမိနစ်လေးတွေကိုလေ့လာကြည့်ကြရအောင်。第一，number 1，起床，起床，7三星期，吃完饭2星期，起床အိယာထားသည်，3星期。လျံ3星လျံရှိလျံအဲ့တော့ဒီနေရာမှာပြောစရာရှိပါတယ်အဲ့တော့ဒီမှာလဲ3星ဒီမှာလဲ3星ရှေ့ကလဲ3星နောက်ကလဲ3星3星နှစ်ခါထပ်လို့ရှိရင်ရှေ့က3星ကိုတစ်အတန်လျှော့ပြီးဆိုရမယ်အဲ့တော့အ星တန်ဆိုရမယ်ရှိလျံမျက်နှာတက်သည်ရှိလျံ3星လျံရှိလျံမျက်နှာတက်သည်是哇刷一星刷一阿呀阿星呀刷呀多带的一阿呀阿星呀是哇刷一星刷呀刷的不等是无数四星数K O 口3星口背一背一星背数口背不漏真快西3星西မော်ရီအမြန်စစ်စိမ့်မြတ်ရှီမြတ်နေအိုင်နိုင်ဆန်းရှိန်နိုင်ရှီမြတ်နိုင်နနတဲ့နိုရေယူစစ်စင်ယူဤအရဲ့စစ်စင်ရဲ့ယူရဲ့ရေချိုးဆက်ပြရှီရှင်ရှီဖောအာဖာစစ်စိန်ဖာရှီဝေရွှေဆန်းစိန်ရွှေရှီဖရွှေခေါင်းလျှော်ရင်ယူစစ်စင်ယူကြည်ချင်းရရှင်ချင်း玉正也出的本，毛一安面是谁面？几眼正一心正，面正知是谁知？面正知的数，火焰飞一心飞，包烟边泡烟瓶3星瓶，包烟边3星瓶，瓶棒打，数一心数。知知数字比数一星数태오토2星토數토ကောင်းဖီးသည်ဤအာယာအ星ယာကဲအောင်ကောင်း一星ကောင်းယာကောင်းသွားတိုက်စေ西安县一星县是渭水3星水山水ရေမွေ拜拜我们下一个视频再见吧，然後နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်，拜拜。